ဒါနဟာအင်မတန်အကျိုးများပါတယ်လို့ဦးဇင်းတို့ကအထူးပြောเสียမလို့ဘာပြုလို့လဲဆိုတော့ဒီလောက်ကြီးထင်ရှားနေတာကိုဦးဇင်းတို့ပြောเสียသိမလို့ပြောเสียမလို့ဘူးဆိုပေမဲ့လို့နှလုံးသွင်းမိအောင်နည်းနည်းလေးတော့ပြောအောင်မယ်ဟုတ်လားမြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်စက္ကနိပတ်မှာဟောထားတာရှိတယ်အလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကမလှခင်မှာလှစဲမှာလှပြီးမှာစေတနာသုံးတန်ထက်တန်မဲ့ဆိုရင်အလှခံတဲ့ပုဂ္ဂိုလ်ရဲ့ဘက်ကယာကဒေါသမောဟကင်းတဲ့ယဟန္တာတော်လည်းဖြစ်မယ်သို့မဟုတ်ယာကဒေါသမောဟကင်းအောင်ကျင့်နေတဲ့သူတော်ကောင်းတော်လည်းဖြစ်မယ်ဆိုတဲ့အင်္ဂါ၃ချက်ပြည့်စုံမယ်ဆိုရင်အလှပေးဘက်က၃ချက်အလှခံဘက်က၃ချက်အဲ့ဒါလိုပြည့်စုံမယ်ဆိုလို့ရှိရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးပေးဘလောက်ကြီးကျယ်တယ်လို့ရည်တွက်လို့မရဘူးတဲ့သမုဒ္ဒရာထဲမှာရှိတဲ့ရည်တွေကိုခြင်ခွက်တွေနဲ့တောင်းတွေနဲ့တန်ဖုံးတွေနဲ့ဘလောက်ရှိပါတယ်လို့ရည်တွက်လို့မရတယ်လို့မျိုးပဲလို့အဲ့ဒါလိုဥပမာပေးတယ်အဲ့ဒါဒါနနဲ့ပတ်သက်ပြီးတော့အကျိုးများဖို့အမြတ်ပေါ့နော်အဲ့ဒီတော့ဒီလောက်အကျိုးများတဲ့ဒါနကိုဉာဏ်ရှိတဲ့လူတွေမြင့်မြတ်တဲ့အလုပ်ကိုစိတ်ဝင်စားတဲ့လူတွေဟာလုပ်ကြရမယ်ဟုတ်ရဲ့လားအဲ့ဒီလိုလှုပ်တဲ့နေရာမှာလှုပ်တက်ဖို့လိုတယ်ပိဋကဘာလှုပ်ဖို့လိုတယ်လှုပ်တက်ဖို့လိုတယ်ဗျဗမာစကားပုံတစ်ခုရှိတယ်နော်အစင်မတက်တော့ဆန်းလျက်နဲ့မလှဟုတ်လားအငင်မတက်တော့ပန်းလျက်နဲ့မရစိတ်ကောင်းစိတ်မြတ်တွေလည်းရှိတယ်လှုပ်လဲလှုပ်ခြင်းနဲ့ဒါပေမဲ့မလှုပ်တတ်တော့အလွဲတွေဖြစ်ပြီးတော့အကျိုးတွေနေတာဝမ်းနည်းစရာမကောင်းဘူးလားဒါကြောင့်ဒါနနဲ့ပတ်သက်ပြီးတော့တတိထားစရာလေးတွေစိတ်ဝင်စားစရာလေးတွေကိုဦးဇင်းတို့ကဆက်ပြီးတော့ပြောခြင်းအဲ့တော့ဒါနနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မဟာဗုဒ္ဓဝင်ကျမ်းကိုပြုစုတော်မူတဲ့မင်းကုန်းဆရာဘုရားကြီးအကျယ်ကြီးရေးထားတယ်စာမျက်နှာ100နီးပါးလောက်ရှိအဲ့ဒီတဲကနေပေးသက်ပေါင်းသူတော်ကောင်းတို့နဲ့ဒီအချိန်လေးတွင်မှာတင့်တော်တယ်လို့လေဦးဇင်းကပြောသွားခြင်းဒါနဟာတဲ့အစ္စတိကဒါနဘာဟိရဒါနလို့2မျိုးရှိတယ်တဲ့နော်အစ္စတိကဒါနဆိုတာဒီခန္ဓာကိုယ်ရဲ့ကအသွေးတွေအသားတွေအင်္ဂါအစိတ်ပိုင်းတွေကိုထုတ်ပြီးတော့လှူတာဘာဟိရဒါနဆိုတာကပြင်ဘက်ကကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုယ့်ရဲ့ဆွေမျိုးတွေအတိုင်းဝိုင်းတွေပေါ့နော်ပြင်ဘက်ကအရာတွေကိုလှူတာအဲ့ဒီမှာဘာဟိရဒါနတဲ့အစ္စတိကဒါနကမြတ်တယ်ဟုတ်လားဦးဇင်းတို့ဝေတန်ရမင်းသားလေးငယ်ငယ်လေးတွေကစပြီးတော့လှူခြင်းနဲ့ကလေးလေးတွေကစသူ့ခမဲတော်ကဆွဲပေးတဲ့ဆွဲပြားလေးကိုချွတ်ပြီးတော့အထိန်တော်ကိုပြီးပြစ်တာနော်ဟုတ်လားအဲ့ဒါ तू နည်းနည်းလေးကြီးလာတော့ तू ကဘယ်လိုစဉ်းစားတော့ဆိုတော့ပြင်ဘက်ကအရာတွေပေးရတာအားမရပါဘူးတကယ်လို့မြန်တစုံတစ်ယောက်ကငါရဲ့ခေါင်းကိုရကျင်တယ်လို့ပြောရင်ငါဖြတ်ပြီးတော့ပေးလိုက်မှာပဲအဲ့လိုစဉ်းစားနေတယ်အော်ဖို့ကောင်းတယ်နော်တစုံတစ်ယောက်ကငါရဲ့နှလုံးသားကိုလိုချင်တယ်ဆိုရင်ထုတ်ပြီးတော့ငါပေးမှာပဲတစုံတစ်ယောက်ကမင်းငါအိမ်ကိုကျွန်ခံဖို့လိုက်ခဲ့လို့ခေါ်ရင်ငါလိုက်သွားမှာပဲအဲ့လိုစဉ်းစားနေတယ်အဲ့ဒီလိုလဲစဉ်းစားလိုက်တော့မြေကြီးကလှုပ်တယ်တဲ့အစ္စတိကဒါနပြုမယ်လို့စဉ်းစားတဲ့ဓာန်ကိုမြေကြီးမခံနိုင်ဘူးဒါလေးကိုပြောချင်တာနော်အစ္စတိကဒါနသည်ဘာဟိတဒါနတဲ့ဒီလောက်နဲ့တော်ရအောင်နော်နောက်ထပ်ဒါနတစ်မျိုးအဲ့ဒါဘာလဲဆိုတော့အာမိတဒါနရဲ့ဓမ္မဒါနရဲ့အာမိတဆိုတာပစ္စည်းဥစ္စာအသုံးအဆောင်တွေကိုအာမိတအဲ့ဒါတွေကိုလှူတာအာမိတဒါနပေါ့နော်ဓမ္မဒါနဆိုတာကတရားအသိဉာဏ်ရဖို့လှူတာအာမိတဒါနထက်ဓမ္မဒါနသည်အစာပေါင်းများစွာမြတ်တယ်ဟုတ်လားဘာကြောင့်လဲဆိုတော့အာမိတပစ္စည်းတို့ကြောင့်ဖြစ်လာတဲ့ချမ်းသာနဲ့ဓမ္မတရားကြောင့်ဖြစ်လာတဲ့ချမ်းသာဟာဘယ်လိုမှမနှိုင်းတာအောင်ကြွာချလို့ဟုတ်ရဲ့လားဒါကြောင့်ဓမ္မဒါနကိုလည်းကြိုးစားပြီးတော့ပြုကြရမယ်အဲ့တော့ဓမ္မဒါနဆိုတာဦးဇင်းတို့ရှင်းရှင်းပြောရရင်အသိဉာဏ်ကိုလှူတာပါပဲဟုတ်ရဲ့လားအဲ့ဒီလိုအသိဉာဏ်ကိုလှူတဲ့အလှူဟာအင်မတန်ကြီးကျယ်တယ်ကိုယ်တိုင်သူများကိုမဟောနိုင်မပြောနိုင်ဘူးဆိုရင်စာအုပ်တွေဘာတွေဝယ်ပြီးတော့လှူခွေတွေဘာတွေဝယ်ပြီးတော့လှူအဲ့ဒါဓမ္မဒါနဖြစ်တယ်အဲ့ဒါမင်းကွန်းစတော်ကြီးကဘယ်လိုရှင်းပြလဲဆိုတော့အဲ့ဒါဓမ္မဒါနဖြစ်တယ်တဲ့ကိုယ်တိုင်ဆေးမကုတတ်လို့ဆေးမပေးနိုင်ပေမလို့ဆေးနီးကလေးပေးလိုက်တယ်ဆိုရင်လေဆေးကိုပေးတယ်လို့ပါပဲတဲ့စာအုပ်စာတမ်းတွေလှူရတာကိုပြောတာဟုတ်လားဒါကြောင့်အာမိတဒါနတဲ့ဘယ်ဒါနကမြတ်တယ်ဓမ္မဒါနက
မြတ်တယ်တဖြည်းဖြည်းနဲ့စိတ်ဝင်စားတယ်ကောင်းလာပြီနော်နောက်ထပ်2မျိုးတွဲလာမယ်အဲ့ဒါပါလဲဆိုတော့တာဝိဇ္ဇဒါနနဲ့အနဝိဇ္ဇဒါနပြောကြည့်စမ်းပါဗျာတာဝိဇ္ဇဒါနဆိုတာကအကုသိုလ်တွေခြံရံပြီးတော့အပြစ်နဲ့တကွဖြစ်တဲ့အလှူအနဝိဇ္ဇဒါနဆိုတာကအကုသိုလ်မခြံရံဘဲနဲ့အပြစ်ကင်းတဲ့အလှူအပြစ်ရှိတဲ့အလှူဆိုတော့ပေတတ်တို့ကသဘောပေါက်ပါပြီငါအလှူမှာဝက်ကဘလောက်ကြက်ကဘလောက်ဆိုရင်အဲ့ဒါပါလေအပြစ်ရှိတဲ့အလှူနော်ဟာငါလှူနိုင်တယ်အဲ့ဒီလူသိမ့်မလှူနိုင်ဘူးလို့မာနတွေနဲ့လောဘတွေနဲ့ခြံရံနေရင်အဲ့ဒါဘာဖြစ်တယ်အပြစ်ရှိတယ်နော်အပြစ်တွေအကုသိုလ်တွေနဲ့ခြံရံထားတဲ့အလှူအဲ့ဒီအလှူတဲ့အပြစ်ကင်းတဲ့အကုသိုလ်မခြံရံမဲနဲ့လှူတဲ့အလှူကပို့ပြီးတော့မြတ်တယ်အဲ့ဒီနေရာမှာပေးတတ်တို့ကိုတတိပေးတရားလေးတစ်ခုနားလေတရားကောင်းတာလေးတစ်ခုဦးဇင်းတို့ပြောချင်တာကဘာလဲဆိုတော့မင်းကုန်းစတော်ကြီးရဲ့ကျေးဇူးပေါ့တာဝိဇ္ဇဒါနကုသိုလ်ရှင်တွေတနည်းအားဖြင့်ဒါနပြုတဲ့နေရာမှာအကုသိုလ်တွေအများကြီးဖြစ်အောင်လုပ်ပြီးတော့ဒါနပြုတဲ့လူတွေဟာတဲ့ဖြစ်လျာဘဝပစ္စည်းတော့ပေါ်တယ်ဒါပေမဲ့အဲ့ဒီပစ္စည်းကဘလို့ပေါ်တာလဲဆိုတော့အကုသိုလ်လုပ်ငန်းထဲမှာပစ္စည်းပေါ်တတ်တယ်တဲ့လှုပ်တုံးကအကုသိုလ်တွေခြံရံပြီးတော့လှုပ်တဲ့အတွက်ကြောင့်သူလူဖြစ်လာပြီဆိုရင်ကောင်းတာလုပ်ရင်သူအကျိုးမပေးဘူးစိတ်ဝင်စားတယ်ကောင်းတယ်နော်ကံတွေကမကောင်းတာလုပ်ရင်သူအင်မတန်အကျိုးပေးတယ်ဘာလို့သူ့မှာအင်မတန်အောင်မြင်တယ်အဲ့ဒီလိုမကောင်းတဲ့လုပ်ငန်းတွေနဲ့အောင်မြင်တယ်အကြီးပွားတယ်ဆိုတဲ့လူတွေဟာအရင်ဘဝတုန်းကတာဝိဇ္ဇဒါနကုသိုလ်ရှင်နေလို့ခံမှန်းလို့ရတယ်အဲ့တော့ဒီဘဝအကျိုးပေးနေတာဆိုတော့ကိုကမပြစ်နိုင်ဘူးဒီလုပ်ငန်းကြီးမကောင်းမှလည်းသိတယ်ဒါပေမဲ့အကျိုးပေးနေတာဆိုတော့မပြစ်နိုင်ဘူးကြားလေးနစ်သွားတဲ့သဘောကြောက်เสียမကောင်းဘူးလားကြောက်เสียကောင်းတယ်နော်ဒါကြောင့်တာဝိဇ္ဇဒါနတဲ့အနဝိဇ္ဇဒါနကမြတ်တယ်ဟုတ်ရဲ့လားအေးနောက်ထပ်တွဲထပ်ပြောမယ်အဲ့ဒါကဘာလဲဆိုတော့ပုဂ္ဂလိကဒါနတဲ့တန်ခိကဒါနကမြတ်တယ်တဲ့ဘိသက်တို့စိတ်ကိုဝင်စားလားမသိဘူးပုဂ္ဂလိကဒါနတဲ့တန်ခိကဒါနကမြတ်တယ်တဲ့အသေးစိတ်ရှင်းစရာမလိုဘူးဒီလူတွေဉာဏ်ရှိပြီးသားပုဂ္ဂလိကဒါနဆိုတာကပုဂ္ဂိုလ်ကိုရည်ရွယ်ပြီးတော့ပုဂ္ဂိုလ်ဇွဲနဲ့လှူတာဒီဘုန်းကြီးကိုကြည်ညိုတယ်ဒီလူကိုမေတ္တာရှိတယ်ဒါကြောင့်ဒီလူကိုဒီဘုန်းကြီးကိုပေးမယ်အဲ့ဒါပါလေပုဂ္ဂလိကဒါနတန်ခိကဒါနဆိုတာကပုဂ္ဂိုလ်ကိုမစွဲဘူးတသာသနာလုံးမှာရှိတဲ့တန်ဃာတွေရဲ့ဂုဏ်အရိယာတန်ဃာရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့တန်ဃာဂုဏ်ကိုရည်မှန်းပြီးတော့လှူလိုက်တာအဲ့ဒါကတန်ခိကဒါနအဲ့ဒီမှာတန်ခိကဒါနသည်ပုဂ္ဂလိကဒါနတဲ့အစာပေါင်းများစွာမြတ်တယ်ကုံရတာချင်းအတူတူနော်အဲ့ဒါကိုစတော်ကြီးကဘယ်လိုရှင်းပြလဲဆိုတော့လှူတဲ့လူမှလည်းပဲငါလှူထားတာကောင်းကောင်းမှသုံးတာဟုတ်ရဲ့လားလို့အဲ့ဒါလို့နောက်ပိုင်းရှုပ်เสียမလို့အလှူခံတဲ့ပုဂ္ဂိုလ်မှလည်းပဲငါ့ကိုဘယ်သူကလှူထားတာလို့ तू စဉ်းစားရမလို့ဘူးအလှူရှင်ကိုအားနာရမလို့ဘူးတန်ခိကဒါနကြတော့သူကတန်ဃာကိုလှူထားတဲ့ပစ္စည်း तू လည်းပိုင်တယ်ဆိုပြီးတော့သုံးတာရဲရဲတင်းတင်းတန်ရောစင်တယ်ပုဂ္ဂလိကဒါနကြတော့အလှူရှင်ကလည်းပဲအလှူခံဖို့ကိုတန်ရောစင်မပြတ်ဘူးအလှူခံကလည်းသူတို့ကလှူထားရတာဆိုသူတို့မျက်နှာကြည့်နေရတယ်တန်ရောစင်တွေအမြင်တန်းတယ်နော်တန်ခိကဒါနကြတော့အဲ့ဒါမျိုးမရှိဘူးဒါကြောင့်တန်ခိကဒါနသည်ပုဂ္ဂလိကဒါနတဲ့အများကြီးမြတ်တယ်ကြိုးစားပြီးတော့လုံနိုင်ဖို့လိုတယ်ခုဦးဇင်းတို့တရားဓမ္မတို့သာသနာတွင်မှာဆိုတော့တန်ဃာတွေနဲ့မကင်းနိုင်ဘူးလှူရင်တော့တန်ဃာတွေပဲများများလှူကြတာပဲလေအဲ့ဒီလိုလှူတဲ့နေရာမှာတန်ခိကဒါနဖြစ်အောင်လှူတတ်ဖို့အရေးကြီးတယ်အဲ့ဒါကိုမင်းကွန်းစတော်ကြီးကဘယ်လိုညွှန်ပြလဲဆိုတော့ဘုန်းကြီးတစ်ပါးပါကိုယ့်အိမ်ရောက်လာတယ်တီလားမရှိဘူးလို့သိတယ်ဆိုအောင်တော့တန်ခါကုံကိုရည်မှန်းပြီးတော့လှူရမယ်ဆိုရင်တန်ခိကဒါနဖြစ်တယ်ဟာဒီဘုန်းကြီးတီလားမရှိဘူးလို့သိရတဲ့တပည့်တော်တို့ကတန်ခါကုံကိုဘယ်လိုလုပ်မှန်းတတ်ပါမတုံးလို့အဲ့ဒါလို့မပြောနဲ့အခုဦးဇင်းတို့မြတ်စွာဘုရားကိုရှ िख ိုးနေတာကဘုရားအစ်စ်ကိုရှ िख ိုးတာလားရည်မှန်းပြီးတော့ထုလုပ်ထားတဲ့ရုပ်ပွားတော်ကိုရှ िख ိုးတာလားအဲ့ဒါကိုရှ िख ိုးရင်းနဲ့တကယ်စိတ်ထားတဲ့တော့ဘုရားအစ်စ်စီတတ်တော်ထင်ရှားမြတ်စွာဘုရားဒီကိုအာယုံရောက်အောင်ရှ िख ိုးနိုင်ရတယ်မဟုတ်လားအေးအဲ့ဒါလိုမျိုးလုပ်တတ်ရမယ်တဲ့ဥပမာလေးနဲ့ပြောတာနော်
ကိုရှိမှရောက်နေတဲ့တန်ဃာတော်သည်တန်ဃာအားလုံးရဲ့ကိုယ်စားတနည်းအားဖြင့်ဘုရားရဲ့ကိုယ်စားရုပ်ပွားတော်လို့သဘောထားပြီးတော့နော်ဘုရားလက်ထက်ကဆင်းသက်လာတဲ့အရိယာတကယ်တန်ဃာအစစ်တန်ဃာမှန်ကြီးတွေရဲ့ဂုဏ်ကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားရဲ့သာသနာတော်ကိုဆက်လက်ပြီးတော့လက်ဆင့်ကမ်းနေကြတဲ့ပုဂ္ဂိုလ်တွေလို့တန်ဃာရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့လှူလိုက်မယ်ဆိုရင်တန်ခိကဒါနဖြစ်တယ်စိတ်ထဲကရုပ်တလားမြတ်တလားလို့စဉ်းစားနေတာကိုကစပြီးတော့ကိုယ့်ရဲ့အကျိုးကိုငဲ့နေတာကိုတစ်ချိန်ချိန်မှာအကျိုးနည်းနည်းလေးရမှာစိုးနေတာအဲ့ဒါကိုဥစဉ်ပြီးတော့ရှင်းပြမယ်အဲ့ဒီလိုမျိုးပုဂ္ဂိုလ်ကိုဆွဲပြီးတော့ပုဂ္ဂိုလ်ရဲ့ဂုဏ်အနှိမ့်မြင့်ကိုစိတ်ထဲကစဉ်းစားနေသေးတယ်ဆိုရင်ကိုအဲ့ဒီဒါနသည်သိအဆင်မရှိဘူးဟုတ်လားဒါပေမဲ့ဥစဉ်တို့အခုတန်ခိကဒါနအကြောင်းလေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာလေးဆက်ပြီးတော့ပြောမယ်အဲ့ဒီအယုတ်အလတ်အမြတ်ကိုတရားရဲ့ဏိဂုံးပိုင်းကြမှာဥစဉ်ပြောပြမယ်ဟုတ်လားအခုပြောမှာကဘာလဲဆိုတော့အင်မတန်တော်တဲ့ဒကာကြီးတယောက်အကြောင်းပြောပြမယ်မြတ်စွာဘုရားလက်ထက်ကဟတ္ထိရွာသားတဲ့ဆင်ရွာပေါ့လေတကြွယ်ရဲ့နာမည်ကဥက္ခတဲ့အဲ့ဒါမြတ်စွာဘုရားကယဟန်တော်တွေကိုဟောတယ်ချစ်သားတို့ဟတ္ထိရွာသားဥက္ခတကြွယ်ဟာအံ့ဩဖွယ်ကောင်းတဲ့အရှက်ချစ်ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဒါလေးပြောပြီးတော့မြတ်စွာဘုရားကကဏ္ဍကုတီတွေပြန်ကြွသွားတာအကျေမပြောဘူးအဲ့ဒီမှာယဟန်တော်တစ်ပါးကစိတ်ဝင်စားပြီးတော့အဲ့ဒီတက္ကကြီးအိမ်ကိုကြွသွားတာအဲ့ဒီယဟန်တော်ကကြွသွားပြီးတော့တက္ကကြီးတဲ့မြတ်စွာဘုရားကတင့်ကိုဂုဏ်၈ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဟောတယ်တဲ့တင့်မှာဘယ်လိုဂုဏ်တွေရှိတာတော့ငါ့ကိုပြောပြပါအဲ့ဒီတော့ဥက္ကဋ္ဌကျွယ်ကအရှင်ဘုရားမြတ်စွာဘုရားကတပည့်တော်မှာဂုဏ်၈ပါးနဲ့ပြည့်စုံတယ်ဆိုတာဘာတွေကိုရည်ရွယ်ပြောတယ်တော့တပည့်တော်မသိဘူးတဲ့ဒါပေမဲ့တပည့်တော်ကိုယ်တိုင်သိတဲ့တပည့်တော်ရဲ့ဂုဏ်၈ပါးကတော့ဒီလိုရှိတယ်ဆိုပြီးတော့သူကိုယ်တိုင်ပြောပြအဲ့ဒါဘာလဲဆိုတော့တပည့်တော်ဗျာတဲ့ဥယျာဉ်ထဲမှာတောက်စားမူးယူပြီးတော့နေတာအဲ့ဒီအချိန်မှာပဲဥယျာဉ်ထဲမှာမြတ်စွာဘုရားကိုတပည့်တော်ပထမဆုံးဖူးရတယ်အဲ့ဒီလိုဘုရားကိုဖူးလိုက်ရတာနဲ့မြင်လိုက်ရယုံမြတ်နဲ့တခါတည်းအမူးတွေတန်းပြေသွားတယ်တဲ့ဘုရားကိုမြင်တာနဲ့ဘာဖြစ်သွားတယ်အမူးတွေအကုန်လုံးပြေပြီးတော့ကြီးကြီးလင်းလင်းဖြစ်သွားတယ်အဲ့ဒါတပည့်တော်ရဲ့ပထမအံ့ဩဖွယ်တဲ့ဘုရားဖူးလိုက်ရတာနဲ့နောက်ဒုတိယအံ့ဩဖွယ်ကဘာလဲဆိုတော့အဲ့ဒီလိုအမူးပြေပြီးတော့ဘုရားရှိတခါတည်းတန်းရောက်တရားနာလိုက်တာနဲ့သောတာပန်တခါတည်းတန်းဖြစ်ပြီးတော့အဲ့ဒီနေရာတွင်တပည့်တော်ဟာဗြဟ္မစရိယပြင်စမတိလကိုတပည့်တော်ဆောက်တည်လိုက်တယ်တဲ့ဗြဟ္မစရိယပြင်စမတိလဆိုတာဘာပြောတာလဲဆိုတော့၅ပါးတိလမှာကာမေတုမိစ္ဆာစာရနေရာမှာအဗြဟ္မစရိယသိက္ခာပုဒ်ကိုထည့်လိုက်တာဒီလောက်ပြောရင်ဒီလူတွေသဘောပေါက်တယ်ဒါပေမဲ့လူငယ်တွေသဘောပေါက်မှာဆိုလို့နည်းနည်းပြောမယ်ကာမေတုမိစ္ဆာစာရဆိုတာကကိုမပိုင်တဲ့ကာမမှာမှားယွင်းတာအဗြဟ္မစရိယသိက္ခာပုဒ်ကိုစောင့်ထိန်တာကပိုင်နဲ့မပိုင်တဲ့ကာမနှစ်မျိုးလုံးကိုမမီဝဲတာသဘောပေါက်တယ်နော်အဲ့ဒါသူ့ရဲ့ဒုတိယအံ့ဖွယ်အဲ့ဒါနဲ့သူအိမ်ပြန်လာတယ်အိမ်လေးရောက်တော့သူ့မှာမိန်းမ၄ယောက်ရှိတယ်အဲ့ဒီမိန်းမ၄ယောက်ကိုခေါ်ပြီးတော့နှမတို့ငါကတော့ဒီလိုသိက္ခာပုဒ်တွေစောင့်ထိန်လာတယ်အဲ့ဒီတော့ငါရဲ့အိမ်မှာမောင်လိုနှမလိုနေနိုင်တယ်ဆိုရင်လည်းငါမင်းတို့ကိုစောင့်ရှောက်မယ်နေကြဒါမှမဟုတ်ဒီပြင်အိမ်မိဘအိမ်ပြန်ကျင်တယ်ဆိုရင်လည်းပြန်ကြဒါမှမဟုတ်ဒီပြင်ယောက်ျားတစ်ယောက်ကိုပေးပေးပါဆိုရင်လည်းပေးပေးမယ်ပြောကြိုက်တာအဲ့ဒီလိုပြောတော့အကြီးဆုံးတက္ကမကြီးကသူ့ကိုဘယ်ယောက်ျားကိုပေးပါလို့ပြောတယ်တဲ့အံ့ဩစရာကောင်းတယ်နော်အဲ့ဒါနဲ့အဲ့ဒီဥက္ကဋ္ဌကြီးကအဲ့လိုဆိုသွားအဲ့ဒီတခါကိုသွားခေါ်ကြည့်အိမ်လေးရောက်လာပြီဆိုတော့အဲ့ဒီမိန်းမကိုလက်ဆွဲပြီးတော့ရေသက်ချပြီးတော့တခါတည်းပေးလိုက်တယ်လိုက်သွားဆိုအဲ့ဒီလိုလဲပေးလိုက်တာသူ့စိတ်ထဲမှာဘာမှဖြစ်မလာဘူးတဲ့အဲ့ဒါသူ့ရဲ့တတိယမြောက်အံ့ဩဖွယ်ဟုတ်ရလားအေးနောက်သူ့ရဲ့လေးခုမြောက်အံ့ဩဖွယ်ကဘာလဲဆိုတော့သူ့အိမ်မှာရှိတဲ့ပစ္စည်းဥစ္စာတွေကိုတဲ့အဲ့ဒီနေ့ကစပြီးတော့သီလရှိတဲ့သီလဝန္တယဟန်တွေနဲ့ဘုံပစ္စည်းလို့အတူတူသုံးဆွဲပါတယ်တဲ့ငါဟာလို့သူမထားဘူးအဲ့ဒါနံပါတ်၄သူ့ရဲ့အံ့ဩဖွယ်နောက်နံပါတ်5အံ့ဩဖွယ်ကဘာလဲဆိုတော့ယဟန်တော်တွေနဲ့တွေ့ပြီဆိုရင်သူရိုးရိုးသေးသေးရှစ်ခိုးတယ်တရားဟောတယ်ဆိုရင်လည်းရိုးရိုးသေးသေးနာတယ်တကယ်လို့အဲ့ဒီယဟန်တော်ကတရားမဟောဘူးဆိုရင်သူကအဲ့ဒီယဟန်တော်ကိုတရားဟောတယ်တဲ့ကဲဒကာကြီးတို့လိုက်နာကြရတော့ဒါကတော့ဟုတ်လားဘုန်းကြီးတွေနဲ့တွေ့ရင်ရိုးသေးတယ်တရားဟောရင်တရားနာတယ်တကယ်လို့မဟောဘူးဆိုရင်သူကဟောတယ်တဲ့ဒါလည်းအခြေအနေကြည့်ပြီးတော့လုပ်ကြဟ
ဟုတ်လားအေးအဲ့ဒါသူ့ရဲ့ပါလေပြင်စမမြောက်အံ့ဩပွဲ